ရခိုင်ပြည်နယ်မောင်နှောမြို့နယ်အတွင်းရှိအမှတ်1နယ်ကြားဆောင်ရဲကွပ်ကဲမှုဌာနချုပ်ကြီးကမ်းပြင်ကိုးတန်ကောက်ရဲကင်းစခန်းနဲ့ငခုရနယ်မြေရုံးများကိုအော်တိုဘာ9ရက်မနက်ပိုင်းမှာအကြမ်းဖက်သမားများကအကြမ်းဖက်စီးနင်းဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။အဆိုပါတိုက်ခိုက်မှုကြောင့်ရဲတပ်ဖွဲ့ဝင်9ဦးကြာဆုံးပြီးလက်နက်မျိုးစုံ52လက်နဲ့ကြီးမျိုးစုံဆုံးရှုံးခဲ့ရပါတယ်။အဲ့ဒီဖြစ်စဉ်ဖြစ်ပွားပြီးနောက်နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက်တပ်မတော်မြန်မာနိုင်ငံရဲတပ်ဖွဲ့ပူးပေါင်းစစ်ကြောင်းများအနေဖြင့်လည်းအကြမ်းဖက်တိုက်ဖျက်ရေးဆုံးရှုံးလက်နက်များနဲ့ကြီးများပြန်လည်ရရှိရေးအကြမ်းဖက်သမားများကိုဖော်ထုတ်ရှာဖွေဖမ်းဆီးရေးလုပ်ငန်းများကိုတရားဥပဒေနဲ့အညီမောင်နှောဒေသတွင်နယ်မြေရှင်းလင်းဆောင်ရွက်ခဲ့ပါတယ်။အကြမ်းဖက်သမားများဟာအင်တာနက်နဲ့လူမှုကွန်ရက်များမှာမဟုတ်မမှန်လောက်ကျန်ဝါဒဖြန့်တဲ့သတင်းများလွှင့်တင်ခြင်းပြည်ပမီဒီယာအချို့ကလည်းမဟုတ်မမှန်လောက်ကျန်ထားတဲ့တစ်ဖက်သက်ဆွဆွဲချက်သတင်းများကိုမီဒီယာကျင့်ဝတ်နဲ့မညီပဲထုတ်လွှင့်ခြင်းများဆောင်ရွက်ပြီးအပြတ်သဘောနဲ့သတင်းစိုးများကိုဖြန့်ဝေလျက်ရှိပါတယ်။ဒုတိယသမ္မတဦးမြင့်ဆွေဦးဆောင်တဲ့ရခိုင်ပြည်နယ်စုံစမ်းစစ်ဆေးရေးကော်မရှင်ဟာဒီဇင်ဘာ17ရက်မှ23ရက်အထိမောင်နှောဒေသကိုတွားရောက်ပြီးစုံစမ်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါတယ်။အဲ့ဒီခီးစဉ်တွင်ကော်မရှင်အဖွဲ့ဝင်အမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါက်တာဒေါ်တက်တက်စင်နဲ့အဖွဲ့ဝင်များဟာကျေးရွာသူကျေးရွာသားများအမျိုးသမီးများနဲ့ကလေးများကိုတွေ့ဆုံကအမျိုးသမီးများအဓမ္မပြုကျင့်ခံရမှုရှိမရှိကိုအသေးစိတ်မေးမြန်းခဲ့ပါတယ်။ဒီဇင်ဘာ17ရက်မွန်းလွဲပိုင်းမှာပြောင်ပိုက်ကျေးရွာကိုရောက်ရှိစဉ်မက်ဂျမာလီဟာနဲ့တီးခြားတွေ့ဆုံပြီးကိုယ်တိုင်အဓမ္မပြုကျင့်ခံရမှုရှိမရှိအခြားအမျိုးသမီးငယ်များကိုလည်းအဓမ္မပြုကျင့်ခံရမှုရှိမရှိနဲ့မျက်မြင်ကိုယ်တွေ့သိရှိရခြင်းရှိမရှိတို့ကိုမေးမြန်းခဲ့ရာကိုယ်တိုင်လည်းပြုကျင့်ခံရမှုမရှိကြောင်းအခြားသူများပြုကျင့်ခံရမှုကိုလည်းမြင်တွေ့သိရှိခြင်းမရှိကြောင်းဖြေကြားခဲ့ပါတယ်။ကျွန်တော်ဒီလိုမြင်တာလည်းမဟုတ်ဘူးမြင်တယ်ပြောတော့မြင်တာသိတာမဟုတ်ဘူးဆိုကောမစေဒီခေဘူးဆိုခေါ်ရဘူးဒီပြတော့ဒီရတယ်zulum ji bol hoye rek ngi ko zulum gojjana no gorono dikhi tarar muragola ilgo muradin chin la ma chin la soတော့ကိုလေကျွန်မမမြင်ဘူးတော်ထေးကိုခေါ်တော့တာပဲသိပါတယ်ခင်ဗျာကိုယ်တိုင်ကိုလည်းမရင်းမကျင်းလိုက်ဘူးဟုတ်လားတော်ရzulum no gorono ne tore zulum gojjana me military zulum no gore baada garbu tor at gola diye khanda ko baade lo la gori got kuli phalaye bodoli dar kuli phalayeဟုတ်တယ်ကျွန်တော်ပြောတယ်အဲ့ဒါကိုဟိုတီတော့လေဒီလိုရိုက်တယ်ကျန်တာတွေပဲရှိပါတယ်တဲ့ဘာတစ်ခုမှမဟုတ်ဘူးပြောတော့ကိုယ်တိုင်မှာကျင့်ခံရတယ်မှာပါပါတယ်ပြောတယ်ဟုတ်ပါတယ်အခုမေးတဲ့အခါကျတော့ဟုတ်တယ်ရှင်းသွားပြီရှင်းတော့ခင်ဗျားသိတာဒီမရင်းကျင်းတာကိုလည်းခင်ဗျားမမြင်ရဘူးမရင်းကျင်းတယ်ဆိုတော့အကြောင်းကိုလည်းတိတိကျကျမသိဘူးဆိုတာဟုတ်သလားဒီရမာယာဘိုင်းနေတဲ့ဂျူလုံဂူကြီးတွေအေးဗျာအိုနေနော်ခွေးတွေဗျာဒီနော်တကေ no dikhiအိုနေအေးဗျာတူလေနော်နော်နဲ့ one no dar kunzari gi me ala paniမရင်းနော်ဟိုတီနော်ဟိုခုံးစားကြီးတွေနော်ခွေးနဲ့ပါရတင်းတာနေဗျာဒီကိနေအဲ့လိုပဲပြောတာသူကဟုတ်နော်ဒီကိတော့ ara khusar go jiran maya phani no tu khusar go စီကမေတော့အေးပြောပါတယ်ဟုတ်တယ်ဘာတော့မသိပါဘူးသူဘာပြောလိုက်အောင်ဒီကီဟိုတဲ့ခါတဲ့ဒီမှာဝင်သွားဟုတ်တယ်သူပြောတာကနေပြီးတော့ဒီလိုမတင်းကျင်းတဲ့ကိုမတွေးပါဘူးတဲ့ကျင်းတယ်ဆိုတဲ့ဥစ္စာကျင်းတဲ့ဥစ္စာကိုလည်းမမြင်ပါဘူးတဲ့သူသူကိုယ်တိုင်ရောသူကိုယ်တိုင်လည်းအချင်းမခံပါဘူးပြောပါပြည်တွင်းပြည်ပမီဒီယာများပါဝင်တဲ့သတင်းမီဒီယာအဖွဲ့ဟာဒီဇင်ဘာ19ရက်မှ22ရက်အထိရခိုင်ပြည်နယ်ကိုတွားရောက်တဲ့ခီးစဉ်မှာမောင်နှောမြို့နယ်ပြောင်ပိုက်ကျေးရွာကိုဒီဇင်ဘာ21ရက်ကရောက်ရှိစဉ်ပြောင်ပိုက်ကျေးရွာနေမက်ဂျမာလီဟာ25နှစ်နဲ့ငဇယ်ကျူးကျေးရွာနေဒေါ်တန်းတန်းခေါ်မတ်နိုချန်32တို့ကိုတွေ့ဆုံမေးမြန်းရာမက်ဂျမာလီယာက၎င်းကိုလုံခြုံရေးတပ်ဖွဲ့ဝင်များကအဓမ္မပြုကျင့်ခံရကြောင်းဖြေကြားခဲ့ပါတယ်။သူ့နာမည်ကဂျာမာလီဇာပါဂျာမာလီဇာဘယ်လောက်လဲ25နှစ်ပါဘေးရွာလေဘေးရွာလေဂျာမာလဆင်ပါဒီရွာကပါနာမည်ဂျာမာလဆင်ပါအမေနာမည်မာနမ်mahmuda ပါဘေးရွာနာမည်တောင်ဖိုက်baade ar sundorazan 3 class 4 class 5 class 4 de hindilab man အဲနောက်15ရောက်ကတော့ဟာလေး4တဲ့5တဲ့6တဲ့6သားသမားတွေရွတ်တယ်လေဆူလိုက်တယ်အုပ်စုတက်ကဆူရွတ်လိုက်တာဟုတ် to baade ala maya phani bekunen tu dinga do jaya skula madelo gi သူတို့ကအလုံးကိုခေါ်ပြီးတော့လေချောင်းမှာခေါ်လိုက်တယ် skula madelo jaya baade maya phani no tu ino tu ko mari hota tara husar bo je mane ara kisino အဲ့ဒီမိမတွေကိုလည်းဒီမှာရိုက်ပြီးတော့ဟိုဟာစကားတွေမင်းတယ်ပေါ့
လည်းနဲ့ကဖက်စီရပါလာပါရမဲတာရဲ့ရှိတယ်အဲ့နေတော့နာကြရလာတဲ့ကတော့သလဲဒီဟုတ်တယ်ဒါပါတယ် Bade hen tu sarva mala bwa bachi. အဲ့ဒီတက်က4ရက်ကိုရွတ်တယ်လေဖြန်ပြီးတော့ရှောင်းတက်က4ရက်ကိုဖြန်ရွတ်တယ် Sarva mala bwa tu tinno mala bwa juan bachi ar janare bachi. 4ရက်တက်ကလည်း3ရက်လပြည့်နော်တရက်ကတူပဲ Ka are basi bade tinno mala bwa re nura sidwa nura butore logiye hasan mele tegi. အဲ့3ရက်လပြည့်ရှိတဲ့3ရက်ကိုတော့တဲမှာခေါ်လိုက်တယ်လေသစ္စာက9ရက်ပါတယ်လေသမတော့ Bade are lo du jan eskulo fukta hotu koira se. သူက9ရက်သူနဲ့9ရက်ကဟိုခင်ကြီးရှိတယ်မလားခင်ရဲ့ဟိုပဲဟိုယူ Takema. Koiror bade puro butore lo jayere mani endila ekjon te takia ar janare sidungore. တယောက်ကမတင်းရှိနေတယ်နောက်တယောက်ကနက်ကရက်နေတယ်လေဒီကောင်မလေး3ရက်ကတော့တဲမှာခေါ်လိုက်တယ် အဲဒါကြောင့်ဖြစ်ရမှန်ပေါ်ပေါက်ရေးကျူးလွန်ခဲ့သူများကိုတရားဥပဒေနဲ့ညီအရေးယူနိုင်ရေးနဲ့နစ်နာသူများကိုဥပဒေနဲ့ညီအကာအကွယ်များပေးရနိုင်ရေးအတွက်ဒီဇင်ဘာ22ရက်မှာတာဝန်ရှိသူများပါဝင်တဲ့အဖွဲ့ဟာပြောင်ပိုက်ကျေးရွာကိုတွားရောက်ကပြောင်ပိုက်ကျေးရွာယာအိမ်မှုခါလီစပယ်ကုန်းကျေးရွာအုပ်ချုပ်ရေးမှုမာမတ်အီနူနဲ့ရက်မိရက်ဖများကိုတွေ့ဆုံမေးမြန်းခဲ့ပါတယ်မတ်ဂျမာလီဟာနဲ့ဒေါ်တန်းတန်းတို့ဟာပြောင်ပိုက်ကျေးရွာတွင်နေထိုင်ခြင်းမရှိဘဲငဇယ်ကျူးကျေးရွာတွင်နေထိုင်ရရှိကြောင်းသိရှိရတာကြောင့်လာရောက်ရန်ခေါ်ယူခဲ့ပေမဲ့လည်းလာရောက်ခြင်းမပြုဘဲတင်းရှောင်လျက်ရှိကြောင်းကျေးရွာအုပ်ချုပ်ရေးမှုရဲ့ပြောကြားချက်အရသိရှိရပါတယ်။ပြောင်ပိုက်ကျေးရွာရှိမတ်ဂျမာလီဟာရဲ့နေအိမ်အနီးပတ်ဝန်းကျင်နေအဘူဘော်ရှော့မနူနဲ့ယာယီမှုတို့ကိုမေးမြန်းရာအဓမ္မပြုကျင့်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီးမှန်ကန်မှုမရှိကြောင်းအဓမ္မပြုကျင့်ခံရတယ်လို့ကျေးရွာအတွင်းမကြားမိကြောင်း၎င်းအနေနဲ့သတင်းတော်များကိုမြည်သည့်ရည်ရွယ်ချက်နဲ့အဓမ္မပြုကျင့်ခံရတယ်လို့ပြောကြားသည်ကိုမသိရှိကြောင်းဖြေကြားခဲ့ပါတယ်။မောင်နှောခရိုင်အတွင်းရှိဒေသခံများအနေနဲ့အဓမ္မပြုကျင့်ခံရမှုများရှိပါကဥပဒေနဲ့ညီအမှုဖွင့်တိုင်ကြားနိုင်ကြောင်းမှန်ကန်မှုရှိပါကတရားဥပဒေနဲ့ညီအရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်းနဲ့အမှန်တကယ်နစ်နာသူများကိုထီထီရောက်ရောက်အကာအကွယ်ပေးသွားမှာဖြစ်ကြောင်းနိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီကသတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာ